ရိုးရအဝတ်အထည်ထဲမှာလူမျိုးတစ်မျိုးရဲ့သမိုင်းယဉ်ကျေးမှုနဲ့မူလစစ်မြစ်ကိုသိမ်းဆည်းထားနိုင်တယ်ဆိုရင်သင်ယုံမလားဒီနေ့တော့မိတ်ဆွေနဲ့အတူကချင်ရိုးရရက်ကန်းထည်ပေါ်ကအစင်ဒီဇိုင်းတိုင်းမှာဝှက်ထားတဲ့ရာစုနှစ်များစွာကြာအမွေနှစ်များယုံကြည်မှုနဲ့လူမျိုးတစ်မျိုးရဲ့ဝိညာဉ်ကိုအတူတကွဖော်ထုတ်လေ့လာချင်ပါတယ်ရက်ကန်းထည်တစ်ထည်ဟာအဝတ်တစ်ထည်ဆိုတာထက်ပိုပါတယ်ကချင်ရိုးရရက်ထည်ကိုအနီးကကြည့်လိုက်ရင်အထည်ပေါ်ကအစင်ဒီဇိုင်းတိုင်းမှာပုံပြင်တစ်ပုတ်စီဝှက်ထားတာကိုတွေ့ရပါလိမ့်မယ်ယနေ့အချိန်အထိကချင်ရိုးရရက်ထည်ဒီမှာအသုံးပြုနေတဲ့အစင်ဒီဇိုင်းပေါင်းဟာ900ကျော်ရှိနေပြီလို့ဆိုကြပါတယ်ဒါတွေဟာစိတ်ကူးရင်ပြီးရေးဆွဲထားတဲ့အလှဆင်ပုံစံတွေမဟုတ်ပါဘူးတောင်တန်းတွေကပန်းပင်ညက်ပင်ငှက်တရိတ်ဆန်နေလကျဲတို့လိုတဘာဝတရားကနေစိတ်ကူးယူထားတယ်လို့ရက်ကန်းရက်ရာမှာအသုံးပြုတဲ့ရက်ကန်းလက်ချောင်းချီအမြတ်တွေကိုညီညာအောင်ရိုက်သွင်းပေးတဲ့ရက်ကန်းဘီစတဲ့ရက်ကန်းကရိယာတွေရိုးရာပူဇော်ပွဲအခမ်းအနားတွေဘိုးဘွားတွေပြောင်းရွှေ့နေထိုင်ခဲ့တဲ့လမ်းကြောင်းတွေမျိုးနွယ်စုဒန္တာဒီတွေအထိအားလုံးဟာရက်ကန်းအစဉ်ဒီဇိုင်းတွေဖန်တီးရမှာအရေးပါတဲ့စိတ်ကူးအရင်းမြစ်တွေဖြစ်လာခဲ့ပါတယ်အဲ့ဒီပုံစံတွေကိုရိုးရာထပီးလွေကျူးနဲ့အခြားရိုးရာအဝတ်အစားတွေပေါ်မှာလက်ရပျောက်စွာရက်လုပ်ထားကြပါတယ်ပူပြီးအံ့ဩစရာကောင်းတာကချင်လူမျိုးတွေဟာဒီအစဉ်ဒီဇိုင်းတွေကိုမျိုးဆက်အလိုက်လက်ဆင့်ကမ်းရမှာအလွန်တင်းကျပ်ကြပါတယ်ယနေ့ခေတ်မှာအချို့အစဉ်တွေရဲ့မူလအတိတ်ပဲကိုမသိတော့တဲ့သူတွေရှိလာပေမဲ့ရက်ကန်းပညာရှင်တွေကတော့ဘိုးဘွားတွေစီကလက်ဆင့်ကမ်းလာတဲ့ပုံစံအချိုးအစားနဲ့ဖွဲ့စည်းပုံကိုအလွန်လေးစားတန်ဖိုးထားပြီးမိမိစိတ်ကြိုက်ပြောင်းလဲမှုမျိုးကိုမလုပ်ကြပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအစဉ်ဒီဇိုင်းတွေဟာအလှဆင်ဖို့အတွက်သာမဟုတ်ပါဘူး။အဲ့ဒီမြင်းချောင်းတိုင်းအယောင်တိုင်းပုံစံတိုင်းဟာငါဟာဘာတူလဲငါရဲ့မူလစင်းမြစ်ကဘေးကလဲဆိုတဲ့မှတ်ဉာဏ်တွေကိုတည်ဆောင်ထားတဲ့တင်ဂီတတွေဖြစ်ပါတယ်။ဒါဟာကချင်လူမျိုးတိုင်းရဲ့ကိုယ်ပိုင်အမှတ်သားယဉ်ကျေးမှုအမွေအနှစ်နဲ့လူမျိုးဂုဏ်သိက္ခာကိုမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ဆက်လက်ရှင်သန်စေတဲ့အသက်ဝင်တဲ့ဘာသာစကားတစ်မျိုးလေးဖြစ်ပါတယ်။အချိန်တွေဘလောက်ပြောင်းလဲသွားပါစေရက်ကန်းထည်လေးတစ်ထည်ကတော့သူတို့ရဲ့ယဉ်ကျေးမှုတမိုင်းနဲ့မူလစည်းမြစ်ကိုမပြောက်ပြတ်စေတဲ့အခိုင်အမာဆုံးအမွေအနှစ်တစ်ခုအဖြစ်ယနေ့ထိရှင်သန်နေစေပါ။တကယ်တော့လူမျိုးတိုင်းလူတစ်ယောက်ချင်းစီတိုင်းမှာလေကိုယ့်ရဲ့မူလစည်းမြစ်ကိုအမြဲတတိရစေမယ်အမှတ်သားတစ်ခုတော့ရှိဖို့လိုအပ်ပါတယ်ကချင်ရိုးရာရက်ကန်းတယ်ပေါ်ကဒီရှီဟောင်းအစင်ဒီဇိုင်းတွေဟာအတိတ်ရဲ့အမွေအနှစ်သာမဟုတ်ဘဲအနာဂတ်မျိုးဆက်တွေကိုကျွန်တော်တို့ဘသူလဲဘယ်ကလာတာလဲဆိုတာကိုမမေ့စေတဲ့အသက်ရှင်နေစေယဉ်ကျေးမှုမှတ်တမ်းတစ်ခုလည်းဖြစ်ပါတယ် Shada Pro Post Media ကနေလက်လန်းမီတလောက်ရှာဖွေတင်ဆက်ထားတာဖြစ်ပါတယ်ပို့ပြီးနားလေတဲ့မိတ်ဆွေများလည်း comment မှာဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးနေကောင်းချမ်းပါကြပါစေခင်ဗျာ